မီယိုတွေ့ရင်လည်းဖြိုပါမယ်မီယိုအိမ်တွေ့ရင်မဖြိုကြပါနဲ့အားလုံးပဲမီယိုရတဲ့မှာမီယိုဒီနေ့ consumer rate zone free bus အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်rate zone ဆိုတာကမီယိုဘာလဲဆိုတာအရင်ဗီဒီယိုမှာတော့ရှင်းပြခဲ့ပြီးပြီပေါ့နော်ဒါပေမဲ့နားမလဲတဲ့သူတွေရှိနေတဲ့အတွက်မီယိုထပ်ရှင်းပြပေးပါမယ် rate zone ဆိုတာကမီယိုတို့ PUBG လိုမျိုးပဲပေါ့နော်သူက PVP ပေါ့နော် player အချင်းချင်းတိုက်ရတဲ့ဟာမျိုးဖြစ်ပါတယ်ရလားokay မီယိုတို့အချင်းချင်းမတိုက်ချင်မဲနဲ့အဖွဲပြီးတော့သွားချင်ရင်လည်းရပါတယ်သူ့ရဲ့အိမ်လေးကိုခေါ်ရတာconsumer ကို download လုပ်ချင်တယ်ဆိုရင်တော့မီယိုတို့ Play Store မှာတင်သွားပြီးတော့ရှာပြီးdownload လုပ်လို့ရတယ်ပေါ့နော်ဒီ rate zone ဆိုတာဘာလဲပေါ့နော် rate zone ဆိုတာ server တစ်ခုပါတို့ဒီ consumer ကို download လုပ်ပြီးတော့ server တွေအများကြီးပေါ့နော်အဲ့မှာ manifest ရှိတယ်တော်တော်များများလေးတွေရှိရပေါ့နော်အဲ့ဒီဟာတွေမဟုတ်ဘဲနဲ့ rate zone လို့ရေးထားတဲ့ဟာပါ PVP server တွေကသူကဘာတော့ evolution core ရဲ့နောက်တစ်ခုရဲ့နောက်တစ်ခုနာမည်မျိုးမှတ်ပြီးတော့ပေါ့နော်ပြီးတော့ rate zone ရဲ့ဆိုရှိရပေါ့နော် rate zone တွေကိုဝင်ပြီးတော့မီယိုတို့ဆိုလို့ရပါတယ် rate zone တွေမှာဆိုရင်တော့မီယိုတို့ကဘာမှမဟုတ်ဘဲနဲ့ကိုအပြင်မှာဆော့ထားတဲ့ level တခုမှပါမလားအဲ့မှာအစနေဆော့ပေးရတာပေါ့နော်ကိုပြောသွားရဲ့what the fuck လုံးဝအစနေဆော့ပေးရတာပါအဲ့ဆိုအကုန်လုံးညီတူညီမျှဖြစ်တယ်ညီမျှတတဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ game တွေကိုကြုံဝင်ထားတဲ့သူကတော့လက်နက်တွေရောရှိတာပေါ့နော်အဲ့ဆိုအမြန်ဝင်ထားကြပါလို့ပြီးတော့မီယိုတို့ rate zone မှာတည်သွားရဲဆိုရင်ပစ္စည်းတွေတစ်ခုမှမပါပါဘူးအကုန်လုံးတည်မှာပါမီယိုတို့ပြီးတော့ဂိမ်းကနေငါခဏလေးမစော်သေးဘူးနောက်နေ့မှစော်မယ်ဆိုပြီးတော့ထားလိုက်တယ် okay ကိုထွက်တဲ့နေရာမှာအဲ့မှာ character လေးကငုတ်တုတ်လေးကျန်ခဲ့မှာပေါ့နော်ပြောင်းမသွားဘူး character အဲ့မှာငုတ်တုတ်လေးကျန်ခဲ့မယ်တခြား player လာပြီးတော့ကို character ကိုတွေ့လို့တက်သွားရဲဆိုရင်တော့တိတ်ပြီမီယိုတို့ဒီ rate zone ထဲမှာ mother of life တွေရောအများကြီးပဲမီယို Ozella တွေရောအကုန်လုံးရှင်းပြထားရပေါ့နော်အရင်ဗီဒီယိုမှာတက်ကြည့်ကြပါလို့နားမလဲတဲ့ဟာရှင်းပြီးတော့ comment ထဲမှာထပ်မေးခဲ့ပေါ့နော်ဒါမဲ့ဒီ rate zone အကြောင်းမီယိုဒီနေ့လာပြောတာဖြစ်တဲ့အတွက် rate zone မှာကသူက chest တွေနေရာတိုင်းပဲရှိတဲ့အတွက်ကိုယ့်ရဲ့ deviation လေးတွေ deviate လေးတွေအများကြီးရှိရပေါ့နော်မီယိုကအရင်တော့အိမ်နေတဲ့မဝင်ဘူးပေါ့နော် player တယောက်နဲ့တွေ့ပြီးတော့တွိုင်းလာရင်းနဲ့ပေါ့နော်အိမ်နေတဲ့ဝင်ရဲသွားတာပေါ့နော်အဲ့လိုမျိုးအိမ်နေတဲ့ဝင်ရဲသွားတာပေါ့နော်အိမ်နေတဲ့ဝင်ရဲသွားတဲ့အချိန်မှာမီယို chest တွေလိုက်ရှာရင်းနဲ့လောက rifle body တွေရောတော်တော်များများတွေတွေ့ရပေါ့နော်မီယိုငကူဆိုရင်ကွာတော့ဘူးထဲဝင်ဖို့ကိုကြောက်နေတာဒီတိုင်းလမ်းမှာပဲရှောက်သွားနေပါတော့မီယိုဗီဒီယိုတွေတွေ့ရင်လည်းတိမှာပေါ့နော်မီယိုအိမ်ထဲတောင်တိတ်မဝင်ပေါ့နော်ဒီမှာ player တယောက်နဲ့တွေ့ပြီးမီယိုအိမ်ထဲတွေပါဝင်ခဲ့တယ်ကိုကြောက်တရားဝင်ဆိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီ chest တွေထဲမှာဘာတွေရှိလဲဆိုရင်လေ deviation တွေလုံးဝတော်တော်များများမီယိုတွေ့ခဲ့တယ်ဒီမှာကြည့်Mr. Wish ဆိုရင်သူကတနက်နဲ့လိုက်ပြစ်တဲ့ကောင်ပေါ့နော်အဲ့ကောင်ကလည်းမီယိုတွေ့ခဲ့တယ်တော့ချစ်စရာတော့အေးတို့ Mr. Wish TV ရဲ့နဲ့ပြောနောက်တစ်ကောင်ကကျတော့မီယိုတို့ဒိုင်နိုပုံစံလေးပေါ့နော်သူကမီးလေးနဲ့ပြစ်တာပေါ့နော်ဒီလိုမျိုးတုံအဲ့လိုလေးသွားတာပေါ့နော်ဟောတမိတို့ပေးတဲ့ TV ရဲ့နဲ့ရိုက်ပြီးတော့မီယိုတို့electrical eel ဆိုပြီးလည်းရှိသေးတယ်အဲ့ကောင်အိမ်မှာထားခဲ့ရင်တော့မီယိုတို့အိမ်ပေါ့နော်မီယိုတို့အိမ်ကဒီလျှက်စစ်တွေမီးတွေကိုသူက electrical ဆိုတဲ့အတိုင်းကွာသူက electric run ပေးမှာပေါ့ကွာနောက်တစ်ခုကဘာလဲဆိုရင်မီယိုတို့ jellyfish ပုံစံပေါ့နော်မီယိုအဲ့ဒါတော့မတုံးရသေးဘူးတော်လေးတော့မိုက်တဲ့ပုံစံလေးပေါ့နော် jellyfish ပုံလေးဆိုတော့ပိုလာဂျယ်လီတဲ့အဲ့ဒီ deviation တွေလုံးဝအများကြီးရှိတယ်ကွာမြို့ဒီ rate zone မှာဆိုရင် chest လေးတွေတော့ဖွင့်ရုံနဲ့တွေ့နိုင်တဲ့ဟာပေါ့နော်မြို့တို့ငကိုဟာဆိုရင်ဒီအကောင်ကြီးတွေကြောင်နေရတာနဲ့မဝင်ပြစ်တာပါညာဖြစ်တယ်ပေါ့နော် rate zone မှာကအကောင်ကြီးတွေမကြောက်ရဘူးလူကိုကြောက်ရတာပေါ့နော်အဲ့ဆိုတော့ကျမတော့အကောင်မကြောက်ဘူးလူပဲကြောက်တယ်ဆိုရင်တော့အရင်ဟာစော်ပါကျမတို့လူကြောက်တယ်အကောင်မကြောက်ဘူးဆိုရင်တော့ကျွန်တော်တို့ကတော့လူကိုမကြောက်ဘူးအကောင်ကိုကြောက်တယ်ဆိုရင်တော့ rate zone ကိုဆိုပေါ့နော် rate zone မှာလူတွေပဲတော်တော်များများကြောက်ရတယ်ပေါ့နော်မီယိုတို့လူကိုကြောက်တယ်အကောင်တွေမကြောက်ဘူးဆိုရင်တော့ရိုးဟာဆိုလို့ရပါတယ်မီယိုတို့ဒီ rate zone မှာဆိုရင်ငကိုမှာတွေ့ရတဲ့ဒီ bus ကအကောင်ကြီးတွေလည်းမတွေ့ရတော့ပေါ့နော်ဒီမှာမီယို video ထဲမှာတွေ့ခဲ့တဲ့ super hero လိုမျိုးအကောင်ကြီးတွေလည်းမတွေ့ရတော့ပေါ့နော်ပြဿနာကတော့လူပေါ့နော်ကိုဂိမ်းကထွက်သွားရင်တော့မှအမှပြောခဲ့တယ်ငုတ်တုတ်လေးကျန်ခဲ့ပါမယ်ပေါ့နော်အဲ့ဒါလေးပေါ့
Ray ဆောင်ကမီယိုတို့ဆက်စချင်းမှာဒီဦးစောလာဆိုတဲ့ကလေးလေးကိုထိန်းသိမ်းပြီးတော့ကောက်ွယ်ပေးရတယ်ပေါ့နော်အဲ့ကလေးလေးကိုမီယိုတို့ခီးတစ်လျှောက်လုံးကောက်ွယ်ပေးပြီးတော့ကောက်ွယ်ပေးဆောင်တဲ့ backpack တွေပဲထည့်တာပေါ့နော်အဲ့မှာမီယိုတို့သွားပြီးတော့ manifest ကိုခေါ်လို့ရပါတယ် manifest ကြီးခေါ်ပြီးတော့နောက်ဆုံးအသက်ရှင်ကျန်ခဲ့တဲ့ဒူဝါဒါလုံးဝဝင်တာဖြစ်ပါမယ်ပေါ့နော်ပြီးတော့မီယိုတို့ Ray ဆောင်မှာအိမ်ဆောက်ထားလို့လုံခြုံနေတယ်မထင်ပါနဲ့နော်ဘာလို့လဲဆိုတော့လူတွေကလာပြီးဖြတ်လို့ရပါတယ်ကိုယ်အိမ်ကိုလာပြီးဖြတ်လို့ရပါတယ် so like be careful အိမ်ဆောက်တာတော့ secret ကြဆောက်ပါဒီကုန်းပြင်ပေါ်မှာတော့မဆောက်ပါနဲ့တွေ့ရနဲ့အိမ်ဖြိုခံရပါမယ်မီယိုတွေ့ရင်လည်းဖြိုပါမယ်မီယိုအိမ်တွေ့ရင်မဖြိုကြပါနဲ့မီယိုတို့ဒီ PC မှာဆိုရင်တော့ Steam ကနေ download လုပ်လို့ရပါတယ်ပေါ့နော်အဲ့ဆိုရင်တော့ဒီ One Human Race on Free West အကြောင်းကိုသိပြီးပြီလို့တော့မျိုးမျှော်လင့်ပါတယ်မသိသေးရင်ပြန်ကြည့်ပေးပါမသိရင်လည်းမျိုးအရင်တော့ video တစ်ပုတ်လုပ်ထားရပေါ့နော်အဲ့ဒါကိုလည်းကြည့်လို့ရပါတယ်အဲ့ဆိုရင်တော့အားလုံး like and subscribe လုပ်ခဲ့ပေးပါဦး bye